အားလုံးပဲမင်္ဂလာပါ The Reader for You Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျမဒီနေ့ဖတ်ပြသွားမယ့်စာအုပ်လေးရဲ့အမည်ကတော့စာရေးဆရာတဟာဆွေလာရဲ့အေဂျင့်စွာရှင်သန်ခြင်းဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ရှင်အေဂျင့်စွာရှင်သန်ခြင်းမိသားစုအကြောင်းကလွဲရင်အခြားသူတွေအကြောင်းမတွေ့ပဲကိုလှုပ်ရှားရှိရဲ့အလုပ်ကိုလုပ်ရင်တနေ့တာကိုဖြတ်တန်းနေတာပါသူများအကြောင်းတွေမတွေးဘူးလူတချို့ကပူပန်စရာကိစ္စရက်တွေကိုပဲမျှဝေနေကြတာပျော်ရွှင်စရာအကြောင်းအရာတွေကိုဆိုရင်ရတနာတစ်ခုလိုတင်ထားကြတာအစမပြေတဲ့အကြောင်းအရာတွေပေါ်လာမှသာရင်ဘတ်ရဲ့အပြင်ဘက်ကိုပွင့်ထွက်လာကြတာနောက်ပြီးသူတို့ကမလိုအပ်တာတွေပြောကြတယ်ကိုမသိတဲ့တခြားသူအကြောင်းတွေသူတစ်ပါးအတွင်းနေကိုကိုလာပြောတဲ့အခါကိုရဲ့ဖြူစင်နေတဲ့စိတ်ဟာဘလိုလိုညှဉ်းနှံသွားပါလိမ့်ရောအမှန်တိုင်းပြောရရင်တခြားသူတွေအကြောင်းတွေမသိချင်ဘူးကြားလည်းမကြားချင်ဘူးတခါတလေအာနာလူသာနားထောင်လိုက်ရတာကိုနဲ့မသက်ဆိုင်တဲ့အရာတွေကိုနားလည်ဖို့မကြိုးစားဘူးကိုနဲ့မသက်ဆိုင်တဲ့လူတွေရဲ့အကြောင်းတွေကိုစိတ်ဝင်စားဘူးဒါကြောင့်ကိုရဲ့စိတ်ကပျော်စရာအကြောင်းအရာတွေနဲ့ကျင်လည်နေရင်စိတ်ရောကိုယ်ပိုင်အေးချမ်းနေရောမပြည့်စုံတဲ့ဘဝကကြီးပြင်းလာတော့အသက်ကြီးလာရင်ငါအေးချမ်းချမ်းနေရပါမလားလို့ကိုအမြဲမေးဖြစ်တယ်ဒီမေးခွန်းအတွက်အဖြေကတက်ရွယ်တစ်ခုရောက်လာတဲ့အခါငွေရှာရမယ်ဆိုတာကိုသိလာတာပဲအမေကယူသားချက်ဆိုတာအကောင်းဆုံးအရာလို့တင်ပေးလိုက်တယ်အဖေကအရာရာမှာရဲရင်ဖို့တင်ပေးလိုက်တယ်ဒီလိုနဲ့10တန်းအောင်တော့လုပ်ငန်းခွင်နဲ့ရောက်လာတယ်လစာ9600ရခဲ့တယ်ဒီလစာနဲ့မပြည့်စုံတဲ့မိသားစုကိုအမြင့်ကိုဆွဲတင်ဖို့ဆိုတာမဖြစ်နိုင်လို့လကစားအပြင်အပေါ်ဝင်ငွေရမယ့်အလုပ်လေးတွေထပ်လုပ်ရင်အခုချိန်မှာမိသားစုကိုညနေပိုင်းနဲ့စားရမလဲဆိုတဲ့ဒုက္ခအတွေ့အကြုံတွေကကယ်တင်နိုင်ခဲ့တယ်အေးချမ်းစွာနေနိုင်ဖို့ဒုတိယဘုရားသခင်ဆိုတဲ့ပတ်စံရှိဖို့လည်းလိုတယ်ဒီတော့ပတ်စံကိုအခုထပ်ပို့ပြီးရှာနိုင်အောင်ကြိုးစားပါကို့အပေါ်ကောင်းတဲ့သစိမ်းလည်းရှိတယ်မကောင်းတဲ့သစိမ်းလည်းရှိတယ်တချို့တငယ်ချင်းတွေကသစိမ်းဆိုပေမဲ့ကို့ကိုပျော်ရွှင်မှုတွေပေးနိုင်တယ်သူတို့နဲ့တွေ့ရင်စိတ်မစင်းရဲရဘူးပျော်ရတယ်ရီးရတယ်သူတို့နဲ့ဆုံတိုင်းစိတ်ညစ်စရာရှိရင်တော့ပပျောက်သွားရောအဲ့ဒီလိုတငယ်ချင်းတွေကိုတန်ဖိုးထားရမယ်သူတို့ကြောင့်ကိုဟာစိတ်ရောလူပါအေးချမ်းနေရောခရီးတွေသွားမယ်တဘာဝနဲ့တောင်တန်းတွေကထင်ထားတာထက်ပိုအေးချမ်းပါတယ်အရန်ပြင်းလာတဲ့အခါတောင်တန်းတွေစီခရီးသွားတယ်တဘာဝကြီးကိုငေးမယ်ပင်လယ်ပြင်ကြီးကိုစကားတွေအော်ပြောမယ်စိတ်လွတ်လပ်လို့ပေါ့ပေါ့ပါပါနေရင်တခါတလေဘဝကိုအေးဆေးရှင်သန်မယ်လူတွေကိုဂရုမစိုက်တော့ဘူးပတ်စံတွေပူရှာမယ်ကိုရှစ်တဲ့သူတွေကိုအချိန်ပေးမယ်မရောက်ကူးသေးတဲ့ဒေသတွေစီခရီးတွေထွက်ရင်ကြံနေသေးတဲ့ဘဝရဲ့အချိန်တွေကိုအေးချမ်းချမ်းပဲရှင်သက်ဖြတ်တန်းတော့မယ်တစ်ဖက်သားကိုမုန်းနေမဲ့အစားအလှဆုံးပြုံးနေတတ်ပြီတခုခုဆိုအရင်ကလိုအတ္တဆန်တဲ့အမုန်းတရားတွေမရှိတော့ဘူးခလေးတွေးလို့တုံ့ပြန်မယ်ဆိုတာလည်းမရှိတော့ဘူးခွင့်လွှတ်ရှင်းနေပဲလူတွေကိုဆက်ဆံတတ်လာတယ်မေတ္တာတွေကင်းမဲ့နေတဲ့ပတ်ဝန်းကျင်ကိုလစ်လျူရှုတတ်လာတယ်ကိုယ်ကနာကျင်စေမဲ့အရာမှန်သမျှကိုလွတ်ရှားဖို့တတ္တိတွေရှိလာတယ်ဝေဖန်တိုက်ခတ်မှုတွေခံရတဲ့အခါအမေပြုံးတွေကအင်အားတွေဖြစ်စေတယ်အဖေရဲ့ဆုံးမသွန်သင်မှုတွေကတွန်းလှန်ဖို့ရဲရင်ခြင်းကိုဖြစ်စေတယ်ဒီရက်ပိုင်းတွေမှာအရင်ကထပ်ပို့ပြီးစာအုပ်တွေဖတ်ဖြစ်တယ်စာအုပ်တွေကအားမငယ်တက်စေဖို့လမ်းပြပေးနေလေရဲ့အရာအလုံးကြောင့်ပဲအခုဆိုရင်းချက်တင်သလောက်ရင်းချက်နေပါပြီရင်းချက်လာတာနဲ့အမျှမေတ္တာတွေပို့ထားတတ်လာတယ်လူတချို့ကအရင်လိုမတုံ့ပြန်တော့ပဲပို့ပြီးခွင့်လွှတ်တတ်လာတယ်တစ်ဖက်သားကိုမုန်းနေမဲ့အစားအခုဆိုအလှဆုံးပြုံးတက်နေပြီအမေနဲ့အဖေပင်ပန်းနေပြီနားပါတော့တစ်ဖက်ပြန်လဲလှုပ်ကြွေးပြူစုပြရစီနှစ်ခုကရွှေရှိန်မထိကြလို့နေဘူးထဲမှာလေးပင်ထမ်းနေရတဲ့အဖေသားသမီးတို့စားဖို့ချီစုမဲစုပတ်စံလေးနဲ့အကောင်းဆုံးရှက်ကြွေးတတ်တဲ့အမေအလုံးမှာရတဲ့မုံခွဲတန်းကိုမစားရက်ပဲသားသမီးတွေစားဖို့အိမ်ထိပြန်တင်လာတဲ့အဖေရွှေနဲ့နေစုံနေတဲ့ကလေးတို့ရဲ့အင်ဂျီဝစ်စားတွေကိုနေဘူးထဲမှာလျှော်ခဲ့ရတဲ့အမေသားသမီးတို့ရဲ့ဘဝတစ်လျှောက်20ကျော်အလုပ်ကျန်းတွေနဲ့ပင်ပန်းနေပြီအလုပ်ကအပြန်မုံထော်လေးဆွဲလာတတ်တဲ့မုံမြတ်တဲ့လက်ကလေးတွေအခုဆိုသားတို့သမီးတို့ဝင်လာတဲ့တန်ရှင်းလက်ဆက်တဲ့အစားအသောက်တွေကိုဂုံယူစွာပီတိပြည့်နဲ့စားပါတော့လောက်အားကရလို့ကလေးတို့အတွက်ဝစ်စားဝယ်လာတတ်တဲ့ဂျန်နာတက်သောနှလုံးသားပိုင်ရှင်လေးတွေအခုဆိုကောင်းမွန်တစ်လွင်ပြီးအကောင်းဆုံးသောအဝတ်စားတွေကိုကျင်းနဲ့စွာဝတ်ဆင်ပါတော့ငယ်ကပုံမြင်တွေပြောပြတခြင်းတွေဆိုပြပြီးရှော့တိတ်ခဲ့တဲ့အချို့သာဆုံးသောအတန်ပိုင်ရှင်အခုဆိုသားတို့သမီးတို့ပြန်ဖက်ပြတဲ့ဘ ഹു တုဒစာပေတွေတဝကျင်းသားဆင်ပါတော့အရင်ကပတ်ဝန်းကျင်မှာငွေမရှိလို့မျက်နှာငယ်ခဲ့ရတဲ့ကာလတွေကိုမေးဖြောက်ပြီးအခုဆိုသားတို့သမီးတို့အပ်တဲ့ပတ်စံတွေကိုလက်ခံပြီးစိတ်ကြိုက်တာသုံးပါတော့မားတဲ့ကြားကနေကစားခွင့်တွေလိုက်ပို့ပေးခဲ့တဲ့ဂယူးဆိုင်တက်တဲ့မိဘနှစ်ပါးအခုဆိုသားတို့သမီးတို့လိုက်ပို့ပေးတဲ့အပန်းဖြစ်ခီးတွေချစ်ချင်းနက်နက်ကြီးသွားပါတော့အမေနဲ့အဖေပင်မနေပြီနားပါတော့တဖန်ပြန်လဲလှုပ်ကြွေးပြူစုပြရစီ
အရာအလုံးထက်မိသားစုကိုဦးစားပေးလိုက်အောင်မယ်မိသားစုအတွက်ဆိုပြီးကိုဖြစ်ရှင်တဲ့အရာတွေကိုဆွန့်လွတ်ဖို့ရင်သင်ဟာတိတ်တော်တဲ့သားသမီးတစ်ယောက်ပါငွေကြေးပြည့်စုံတဲ့မိသားစုမှမွေးဖွားခဲ့တဲ့သူတွေကတော့ဒီခံစားချက်တွေကိုသိနိုင်မယ်မထင်ဘူးမပြည့်စုံတဲ့မိသားစုမှမွေးဖွားခဲ့တော့ဝါသနာပါတဲ့အရာတွေလုပ်ဖို့ထက်ပတ်စံရှာဖို့ကိုပဲဦးစားပေးရတယ်မိသားစုအဆင်ပြေဖို့အတွက်လူငယ်တယောက်ရဲ့ဖြစ်ရှင်တာတွေကပတ်စံလောက်အလေးမတာခဲ့ဘူးမိသားစုရဲ့ဝမ်းရည်အတွက်ဝါသနာနဲ့အိမ်မက်တွေကိုရေစုံမျောလိုက်ရတဲ့လူငယ်တွေကျွန်တော်ပါဝင်ဘယ်လောက်များရှိနေမလဲမိဘအပေါ်တည်တဲ့သားသမီးတော်တော်များများကအိမ်တော်ဆောကြီးမပြုတ်ကြဘူးမိဘအပေါ်တည်တဲ့သားသမီးတွေကအရှက်ထက်မိသားစုကိုပို့ပြီးဦးစားပေးကြတယ်ဒီအချက်တွေကြောင့်တစ်ခါတလေမှဝမ်းနည်းမိပေမဲ့ကျွန်တော်ကျဉ်တတ်ပါတယ်မိဘကိုလှုပ်ကြွေးပြုစုခွင့်ရလို့လည်းဝမ်းသာတယ်ပတ်စံတွေအများကြီးရှာနိုင်တဲ့တနေ့ကျရင်တော့အိမ်မက်တွေကောင်းထက်ဖို့အောင်မှာပါအခုတော့အရာအလုံးထက်မိသားစုကိုဦးစားပေးလိုက်အောင်မယ်လွတ်လပ်လပ်နေရတာကိုသဘောကျတဲ့အတိုက်လူတွေနဲ့ရောရှက်နေရတာမျိုးကိုတိတ်သဘောမကျဘူးလူအများကြီးနဲ့စကားပြောရတာကိုမနှိမ့်မြို့ဘူးတငယ်ချင်းများကြီးရှိဖို့ဆိုတာထက်အရာအလုံးကိုနားလည်ပေးနိုင်မဲ့စကားပြောဖို့တူရှင်ရင်ဘဝကပြည့်စုံပြီမဟုတ်လားသွားတာလာတာနေတာထိုင်တာပေါ့ပေါ့ပါပါပဲနေဖြစ်တယ်အဝတ်စားဝတ်တာကအစကိုယ့်အတွက်လွတ်လပ်ပေါ်ပါစီတာမျိုးကိုရွေးချယ်ဖြစ်တယ်ဝတ်ဖြစ်တယ်ဟိတ်ဟန်တွေနဲ့နေရတာမျိုးကိုမနှစ်သက်ဘူးစီးတွေပေါင်းတွေနဲ့နေရတာမျိုးကိုသဘောမကျဘူးဒီလိုပြောလို့စီလုတ်ပေါင်းလွန်နေတာလည်းမဟုတ်ပါဘူးစီကဲဆိုတဲ့ပေါင်းထဲမှာပဲလွတ်လွတ်လပ်လပ်နေတာပါဟုတ်တယ်ကျွန်တော်ကအဲ့ဒီလိုလွတ်လွတ်လပ်လပ်နေရတာကိုသဘောကျတဲ့အတိုင်းတငယ်ချင်းတွေကိုထင်ရင်လုံးဝလက်မခံတတ်တဲ့လူစားမျိုးကျွန်တော်ကတငယ်ချင်းတွေကိုထင်ရင်လုံးဝလက်မခံတတ်တဲ့လူစားမျိုးပါတငယ်ချင်းဆိုတာဘဝရဲ့ဒုတိယမိသားစုပါမိသားစုနဲ့အဆင်မပြေတာတွေပြောပြပြီးရင်ဖွင့်ဖြစ်တယ်ပတ်ဝန်းကျင်ရဲ့ထုံးတဲ့ချက်တွေကြောင့်လဲကြခဲ့တုန်းကအပြန်လည်ဆွဲထုတ်ခဲ့ပူတယ်အရှိအဘဝမဟုတ်ပေမဲ့တငယ်ချင်းကတော့ဘဝဆိုတာထပ်ပို့ပါတယ်အပြူအောင်တန်ရောစင်ပေါင်းများများစွာနဲ့ရစ်ပတ်နွယ်ထားတာမို့ငါတို့တငယ်ချင်းတစုဟာဘယ်တော့မှပြုတ်ခွဲသွားမှာမဟုတ်ဘူးတယောက်အဆင်မပြေရင်တယောက်ကဖိမကူညီတတ်တယ်ဘယ်လောက်ထိပဲစိတ်ညစ်စရာတွေရှိပါစေတငယ်ချင်းတွေနဲ့မျက်နှာချင်းဆိုင်မိတာနဲ့ပပသွားတော့တာပဲအရှင်းရှင်းသာပေါ်တော်တာနေကြတာဒဇိန်းတွေနဲ့ဆိုရင်ခက်ရှိရှိခက်တိတိတွေချီပဲကျွန်တော်တို့ကရင်းနေတဲ့လူတစုအတွက်ပဲပေါ်တာပါကိုတငယ်ချင်းတွေကိုကိုယ်တိုင်ကပဲမကောင်းတာပြောချင်ပြောလိုက်မယ်စိတ်ထဲကတော့မပါဘူးပေါ့ကိုတငယ်ချင်းတွေကိုသူတစ်ပါးကလက်နဲ့ထီဖို့မပြောနဲ့စကားလေးနဲ့မကောင်းကြောင်းပြောလိုက်ရင်တော့မကြိုက်ဘူးကိုတငယ်ချင်းကိုမကောင်းဘူးပြောတာနဲ့အစမ်းမမခံဘူးအနည်းဆုံးတော့စကားလုံးတွေနဲ့တုံ့ပြန်တတ်ပါတယ်ဘာတွေပဲဖြစ်လာကျွန်တော်ကကိုတငယ်ချင်းတွေဘက်ကအမြဲရက်ဒီမှာကျွန်တော်ကတငယ်ချင်းတွေကိုထင်ရင်လုံးဝလက်မခံတတ်တဲ့လူစားမျိုးပါစကားကိုလိုတာထပ်ပုံမပြောချင်တော့ဘူးစကားကိုလိုတာထပ်လည်းပုံမပြောချင်တော့ဘူးလူတချို့နဲ့လည်းလိုတာထပ်ပို့ပြီးမရင်းနှီးချင်တော့ဘူးကိုကတရင်တနည်းပြောဆိုဆက်ဆံတတ်တယ်ရင်းနှီးသွားရင်ပုံမလင်းလင်းပဲအရှိကိုအရှိတိုင်းပြောတတ်တယ်တခုခုအမြင်မတော်တာနဲ့ရှင်းကူညီဖို့ကြိုးစားတတ်တယ်မိန်းကလေးယောက်ျားလေးမခွဲမောင်နှမအရင်လိုဖြူဖြူစင်စင်နဲ့ခင်မင်တတ်တယ်လူအားလုံးနဲ့လည်းဖော်ဖော်ရွရွပြောဆိုဆက်ဆံတတ်ပါတယ်တနည်းအားဖြင့်ပြောရရင်ကိုဟာတိတ်ကိုတန်ဖိုးမဲ့နေတဲ့သဘောကောင်းလွန်းသူကြီးပေါ့ကို့အနေနဲ့ဘယ်လောက်ထိပဲဖြူစင်အယောင်နဲ့မြင်တတ်တဲ့မျက်လုံးတွေကြားမှာကိုဟာအပြစ်ကင်းမနေခဲ့ဘူးတချို့ကိုစေတနာနဲ့လိုတာထပ်ပို့ပြီးကိုညီခဲ့ဘူးတယ်လိုတာထပ်ပို့ပြီးပြောဆိုဆုံးမခဲ့ဘူးတယ်လိုတာထပ်ပို့ပြီးစိတ်ပူခဲ့ဘူးတယ်ဒီလိုနဲ့ကိုဟာသဘောကောင်းပြီးတန်ဖိုးမဲ့နေတဲ့သူဖြစ်ကိုရမမသိရောက်သွားခဲ့တယ်အခုကစပြီးကျွန်တော်သဘောမကောင်းတော့ပါအခုနောက်ပိုင်းစကားကိုလိုတာထပ်လဲပုံမပြောချင်တော့ဘူးလူတချို့နဲ့လည်းလိုတာထပ်ပို့ပြီးမရင်းနှီးချင်တော့ဘူးလူတိုင်းမှာသဘောကျတဲ့လူတစ်ယောက်ရှိတယ်လူတိုင်းမှာသဘောကျတဲ့လူတစ်ယောက်ရှိတယ်သဘောကျရတဲ့သူနဲ့ရှိသူဖြစ်ရှင်တာမျိုးမဟုတ်ဘူးအဲ့ဒီလူရဲ့ပြောဆိုပြမှုလေးတွေကအစကိုယ့်အတွက်သဘောကျစရာဖြစ်နေတာမျိုးပေါ့သူနဲ့စကားပြောနေရရင်သူ့အကြောင်းတွေးမိရင်သူ့အကြောင်းတစ်စုံတစ်ခုကြားလိုက်မိရင်ကျဉ်းနေတာမျိုးလေးဆိုပါတော့အဲ့ဒီလူဟာပညာတွေအများကြီးတက်ရှင်မှတက်လိမ့်မယ်စီးစိမ်တွေရှိကြမှရှိလိမ့်မယ်ရုပ်လဲချောကြမှချောလိမ့်မယ်ဒါပေမဲ့အဲ့ဒီလူကကိုယ့်တက်တော့အရာရာပြည့်စုံနေတယ်လို့ခံစားရနေတာမျိုးကံကြမ္မာအလဲပြောင်းမှာအခွင့်ကြုံခဲ့ရင်သဘောကျရတဲ့သူနဲ့အေးစစ်စစ်တွေ့ရရင်စကားတွေအများကြီးပြောမယ်ဆွေးနွေးမယ်တိုင်ပင်မယ်ရင်ဖွဲ့မယ်စိတ်ခံစားချက်တွေကိုမရှင်းပြန်ပြောပြမယ်အဲ့ဒီလူနဲ့ချစ်သူဖြစ်နေတာမျိုးမဟုတ်ဘူးတငယ်ချင်းထက်လည်းပိုတယ်ချစ်သူလည်းမဟုတ်ဘူး just friend လိုမျိုးအနေထားလေးပဲဖြစ်နေတာမညာပါနဲ့တင့်မှလည်းသဘောကျရတဲ့တစုံတရာရှိတယ်မဟုတ်လားတ
တယောက်တည်းနေရတာသဘောကျတယ်တယောက်တည်းနေရတာကိုယ်စိတ်နဲ့ကိုနေရတာသဘောကျတယ်ကံတရားကမျက်နှာသာမပေးခဲ့တော့ကိုယ့်ကိုတိခံပေးတဲ့သူရဲ့လို့မမရရမရှိခဲ့ဘူးကိုတခုခုတိတ်ဆောက်လိုက်တာနဲ့အနာကထွက်သွားမဲ့သူတွေကများတယ်ကိုဘက်ကမှစပြီးမခွန်ရင်ပြတ်သွားမဲ့ဆက်ဆံရေးတွေများတယ်ဒီလိုလူတွေကြားမှာအရင်ကြီးမခွင့်တွေ့ဖြစ်တော့ဘူးနွေနွေထွေထွေလည်းမကျင်တော့ဖြစ်တော့ဘူးအချစ်ရဲ့ဖြစ်စီမှုတွေကြားကနေလည်းပြုံးလျက်ရုံထွက်နိုင်ခဲ့ပြီလူအတော်များများနဲ့ဆက်ဆံရေးမှာကိုဘက်ကပဲနစ်နာခံခဲ့တာများပါတယ်အခုတော့ကိုယ်စိတ်ကိုပင်ပန်းညင်နွမ်းစေတဲ့အရာတွေဖြတ်ပစ်လိုက်ပြီကိုပဲအများကြီးပို့ရှစ်တော့မယ်ကိုယ့်ရဲ့တက်လန်းကိုပိတ်ပင်စေနိုင်တဲ့လူတွေကိစ္စရက်တွေကိုအဝေးဆုံးကရှောင်တော့မယ်အခုဆိုတယောက်တည်းနေရတာကိုယ်စွန့်နဲ့ကိုနေရတာသဘောကျတယ်ရှစ်သူထားတာမဟုတ်ဘူးစကားပြောဖို့လိုချင်တာတချို့နေ့ရက်တွေမှာလူပင်ပန်းတာထက်စိတ်ပင်ပန်းရတာပုံများတယ်တချို့ကိစ္စတွေကမိသားစုနဲ့ဆွေးနွေးတိုင်ပင်လို့မကောင်းဘူးလေဘယ်လိုမျိုးလဲဆိုရင် relationship နဲ့ပတ်သက်တဲ့ကိစ္စမျိုးအိမ်ကိုမသိစေချင်တဲ့အလုံးမှာအဆင်မပြေမှုမျိုးမိသားစုရှိမှကောင်းပြပြီးနောက်ွယ်မှာမကောင်းကြောင်းပြောတာတွေပြန်ကြားရတာမျိုးအိမ်မက်နဲ့လက်တွေ့ထပ်တူမကြသေးတဲ့အခါစိတ်လျှော့ရတာမျိုးအဲ့ဒီလိုမျိုးအကြောင်းအရာတွေကြတော့မိသားစုကိုပြောပြဖို့အဆင်မပြေဘူးလေကိုယ်ကိုအားကိုးနေတဲ့မိသားစုမိဘတွေရှိမှဝမ်းနဲ့ပတ်လက်မပြိုလဲခြင်းဘူးဒီလိုကိစ္စမျိုးတွေကြုံလာတဲ့အခါဆွေးနွေးတိုင်ပင်လို့ရမယ့်သူကိုလိုချင်တာထိုသူကယောက်ျားလေးဖြစ်ရှင်ဖြစ်မယ်မိန်းကလေးဖြစ်ရှင်ဖြစ်မယ်တငယ်ချင်းလည်းဟုတ်ရှင်မဟုတ်မယ်ချစ်သူလည်းဟုတ်ရှင်မဟုတ်မယ်ကိုယ်ခံစားချက်တွေကိုနားလည်ပေးနိုင်မဲ့သူပျော်ရွှင်ခြင်းဝမ်းနည်းခြင်းတွေကိုဟန်ဆောင်စရာမလိုပဲလွတ်လပ်စွာတိုင်ပင်လို့ရမယ့်စကားပြောဖို့ကိုလိုချင်တာဒီလိုပြောလို့ကိုယ့်ဘာသာမရတည်နိုင်ဘူးလားလို့မထင်စေချင်ပါဘူးကိုယ့်ရဲ့ပျော်ရွှင်ခြင်းဝမ်းနည်းခြင်းတွေကိုနားလည်လက်ခံပေးနိုင်မဲ့စကားပြောဖို့လိုချင်တာပါစကားပြောဖို့အပေါ်မှာမိကိုချင်တာမျိုးမဟုတ်ဘူးတခြားတွေးကြည့်ရင်ကျွန်တော်ကရှစ်သူထားချင်တာမဟုတ်ဘူးစကားပြောဖို့လိုချင်တာသဘောကောင်းတဲ့လူဒန်းစားတရဲ့အကြောင်းသူတို့ကအခြားလူတရားကိုဆက်ဆံတဲ့အခါအမြဲပြုံးနေတတ်တယ်သူတို့နဲ့စကားပြောတဲ့အခါစိတ်ထဲမှာနှွေးထွေးတယ်လို့ခံစားရတယ်အခြားသူရဲ့ပြောစကားကိုလည်းအရေးတယူနားထောင်ပေးလေးရှိတယ်အခြားသူရဲ့ခံစားချက်ကိုလည်းလေးလေးဆဆနဲ့ဆွေးနွေးပေးတတ်တယ်သူတို့ရဲ့ပတ်ဝန်းကျင်ကလူတွေရဲ့လိုအပ်တာတွေကိုအမြဲကူညီပေးတတ်တယ်သူတို့ကကူညီတတ်တယ်ဖေးမတတ်တယ်သူတို့အပေါ်ရင့်တယ်လို့ထင်ရင်လည်းခက်ရှည်ရှည်ပဲပြန်ဆက်ဆံတတ်တယ်သူတို့အပေါ်မကောင်းမှုထင်ရင်လည်းနှခါပြန်လှည့်ကြည့်မနေတတ်ဘူးသူတို့ကသဘောကောင်းတယ်ထက်မြက်တယ်ဆုံးဖြတ်ချက်လည်းပြတ်သားတယ်ဒီလိုမျိုးသဘောကောင်းတဲ့လူဒန်းစားတရဲ့တကယ်ရှိတယ်ဒီလိုပါပဲဆိုတဲ့အဖြစ်ရဲ့နောက်မှာတနေ့လောကဒဏ်ကြားမှာအတင်းလို့ပြောင်းရင်အဆင်ပြေခြင်းအောင်ဆောင်နေရတာလည်းများနေပြီအရှင်နဲ့ထိတွေ့တဲ့အခါနာကျင်ခဲ့ဘူးတာတွေရှိတယ်ပျော်ရွှင်ခဲ့ဘူးတာတွေလည်းရှိခဲ့ပါတယ်ပတ်ဝန်းကျင်နဲ့လန်လျောညှိထွေစွာနေပြီးဟန်ဆောင်မပြုံးတတ်တော့လဲအဆင်မပြေမှုတွေကပုံများတာပေါ့အရှိကိုအရှိတိုင်းပဲနေတယ်ဟန်မဆောင်တတ်ဘူးတစုံတစ်ယောက်ကအဆင်ပြေရဲ့လားမေးလာတဲ့အခါတိုင်းလွယ်ကူကူနဲ့ဒီလိုပါပဲလို့ဖြေပြတယ်အဆင်ပြေလို့အဲ့ဒီလိုဖြေခဲ့တာတော့မဟုတ်ဘူးပြောမပြချင်တဲ့အကြောင်းအရာတွေစိတ်ဖိစီးမှုတွေကြောင့်လိုတာထပ်ပို့ပြီးတိတ်ဆိတ်နေခဲ့တာပါမိတ်ဆွေဒါကြောင့်ကိုမေးလာတဲ့အခါတိုင်းဒီလိုပါပဲလို့ပဲအလွယ်တကူဖြေလိုက်မိတယ်ဒီလိုပါပဲဆိုတဲ့အဖြစ်ရဲ့နောက်မှာပြောမပြချင်တဲ့ခံစားချက်တွေရှိတယ်အစင်မပြေတာတစ်ခုခုကြုံတိုင်းယခုထက်ပိုပြီးပတ်စံတွေရှာခြင်းနဲ့ဖြတ်တိုင်းခဲ့ရတဲ့နေ့ရက်တိုင်းကအစင်ပြေတယ်တော့ဘယ်ဟုတ်ပါမလဲအစင်မပြေမှုတွေနဲ့ခက်ခက်ခဲခဲဖြတ်တိုင်းခဲ့ရတဲ့နေ့တွေဟာလည်းရေတွက်မရတဲ့အထိများတယ်အစင်မပြေမှုတွေဘာကြောင့်ဖြစ်လဲတွေးကြည့်လိုက်တော့80%ရာခိုင်နှုန်းဟာပတ်စံသားဆိုရင်အစင်ပြေသွားမယ့်အရာတွေဖြစ်နေတယ်ကျန်တဲ့20%ရာခိုင်နှုန်းကတော့အကြောင်းမျိုးမျိုးပေါ့မပြေးတဲ့အိုးတွေမို့ပေါင်းမင်းခတ်ပြီးစကားများတာတွေဖြစ်ဘူးတယ်လိုချင်တာတွေမဝင်နိုင်လို့ကိုစိတ်တူဘူးတယ်မပြေဆောင်တဲ့ဘဝဟာလူများကြားမှာမျက်နှာငယ်ရလို့အားငယ်ခဲ့ဘူးတယ်အများနီးတူသွားလာဖို့ငွေကြေးမရှိလို့အင်းရဲတောင်လေးမှာထိုင်ပြီးမှိုင်နေခဲ့ဘူးတယ်စသဖြင့်ပေါ့ပြောပြရင်ကောင်းမှာတော့မဟုတ်ဘူးဒီလိုအဆင်မပြေမှုတွေကိုအဆင်ပြေခြင်းအဖြစ်ပြောင်းလဲသွားဖို့ပတ်စံဟာပေါင်းကူတရားတစ်ခုဆိုရင်မှားတယ်လို့မဆိုနိုင်ဘူးဒါကြောင့်အခုနောက်ပိုင်းအဆင်မပြေတာတစ်ခုခုကြုံတိုင်းယခုထပ်ပို့ပြီးပတ်စံတွေရှာခြင်းနဲ့တချို့ကိစ္စတွေကမသိချင်အောင်ဆောင်ခဲ့တာတကယ်မသိခဲ့တာမဟုတ်ဘူးကျွန်တော်ကမရှမ်းသာမကြွယ်ဝသေးပေမဲ့စူးစမ်းနေတဲ့တာမန်လူငယ်လေးတအူပါခင်ဗျားတို့နှုတ်ပြားကအမြဲကျလာတတ်တဲ့နှုံရနေတဲ့သူတယောက်တော့မဟုတ်ဘူးဘွဲတစ်ခုရသည့်အထိတက်ထားတဲ့အတန်းပညာတွေလည်းအသင်းတင်ကြားခဲ့မှုပါတယ်လူအတော်များများနဲ့လည်းပေါင်းတဲ့ဆက်ဆံမှုတာကြောင့်လူခဲခန့်ညံ့တဲ့ထဲမှာတော့မပါဘူးပေါ့
ရှေ့မှာတော့ပြုံးပြီးနောက်ွယ်မှာမုန်းနေတတ်ကြတဲ့လူဒန်းစားတစ်ရက်ကြားမှာတော့ကိုဟာလူဆိုးကြီးတစ်ယောက်ပေါ့မလိုအပ်တာတွေဆွန့်လွတ်တတ်သွားတဲ့အခါဘဝမှာရှင်သန်ရတာပို့ပြီးပျော်စရာကောင်းလာတယ်ခွင့်လွတ်တက်လာတဲ့အခါဘဝကြီးကအေးချမ်းလာတယ်မဟုတ်လားဒီလိုပဲပေါ့ကိုဘဝအတွက်အရေးမပါတဲ့လူတချို့ရဲ့စကားတန်တွေနဲ့ကိုကိုခွင့်မတောင်းပဲကိုနာမည်သုံးပြီးသူတို့အဆင်ပြေအောင်လုပ်သွားသူတွေကိုလည်းသိတာပေါ့ကိုဟာခန္တီပါရမီပြည့်နေခဲ့တာမဟုတ်ပေမဲ့အခင်းမေမပြတ်ရှင်လို့မတိဟန်ဆောင်လိုက်တာပဲရှိတာကိုဘာသာတိတ်ကိုလဲလှပြီးထင်မနေတဲ့မိတ်ဆွေတချို့ကိစ္စတွေကမတိဟန်ပဲဆောင်ခဲ့တာတကယ်မတိခဲ့တာမဟုတ်ဘူးနောက်အနာဂတ်လှပဖို့အတွက်ပတ်စံနေရှာနေတာပါခမရတို့ထင်တယ်လို့ငွေမက်တဲ့လူတယောက်တော့မဟုတ်ဘူးအသက်ငယ်ငယ်လေးနဲ့အလုပ်တွေတအားကြိုးစားတာပဲလို့လူတွေကပြောကြတယ်ကိုကမပြည့်စုံတော့ဘဝမှာငွေခင်းထားတဲ့လမ်းကိုမရှောင်ခဲ့ရဘူးကိုလမ်းကိုဖောက်ပြီးတော့ပဲဒီနေ့ဒီနေရာကိုရောက်အောင်ကြိုးစားခဲ့ရတာအသက်20ဝန်းကျင်လေးနဲ့ဘာလို့ငွေကိုအသေးအတန်ရှာနေတာလဲလို့မေးကြတယ်မျောလင်းချက်အိမ်မက်တွေထမ်းပြီးရှောင်နေတဲ့လူငယ်တယောက်မို့အလုပ်တွေကြိုးစားပြီးပတ်စံရှာနေတာပါအိမ်မက်တွေကောင်းထည်ဖော်ဖို့ပတ်စံအများကြီးလိုတယ်စိတ်ကူးထားတဲ့အနာဂတ်လှပဖို့ငွေဟာအဓိကကျတယ်လေအကယ်၍အခုတက်20ဝန်းကျင်မှာတာမန်အတိုင်းရတဲ့ဝင်ငွေလေးနဲ့ကျင်းနေနေရင်နောက်10နှစ်ကြာရုန်းကန်နေရမှာပေါ့ငွေနာကိုလိုက်နေတာမဟုတ်ဘူးဝင်ဝင်မဲ့လမ်းနေဖန်တီးဖို့ပညာတွေလေ့လာသင်ယူရင်းပညာရှာနေတာပါအလုပ်ဟူသမျှကုန်ချီစွာတဲ့ဘယ်အလုပ်ရလို့ရွေးမနေအားဘူးလုံနိုင်တဲ့အလုပ်တင့်တော်တဲ့အလုပ်ဆိုလုံလိုက်တာပဲမိသားစုကိုတင်းတက်တက်ထားနိုင်ဖို့အိမ်မက်တွေကိုအကောင့်ထည့်ဖော်နိုင်ဖို့ငွေရှိမှဖြစ်မယ်လေပတ်စံမှာပါဇက်မပါပေမဲ့စကားအရင်ပြောတယ်အသက်မပါပေမဲ့ရိုက်ခတ်အားကပြင်းတယ်ငွေရှိမှတင့်တယ်ပြီးပြည့်စုံမဲ့လောကကြီးမှာပတ်စံတွေရှာနေတာဟာအပြစ်မီသလားငွေကအရာရာကိုဖြစ်စေနိုင်တယ်လေရှင်းရှင်းမေတ္တာကလွဲရင်ပေါ့ဒါကြောင့်နောက်နာကလှပဖို့အတွက်ပတ်စံတွေရှာနေတာပါခင်ဗျားတို့ထင်တယ်လို့ငွေမတ်တဲ့လူငယ်တယောက်တော့မဟုတ်ဘူးယူသားတာဟာတာမဟုတ်ဘူးဆိုတာသိထားပါရှင်တန်နေရတဲ့ပတ်ဝန်းကျင်မှာကိုယ့်အပေါ်ကောင်းတဲ့လူနည်းစုရှိတယ်ကိုယ့်အပေါ်မကောင်းတဲ့သူတွေကတော့ပိုများတာပေါ့ကိုယ့်အပေါ်မကောင်းလို့ဆိုပြီးတော့လည်းအပြစ်မမြင်ပါဘူးဘာလို့လဲဆိုတော့တရားသဘောအရာသွင်းရင်ကိုပြုတဲ့အရာတွေအတွက်ကိုပဲပြန်ခံရမှာမဟုတ်လားတချို့ကတကယ်အခက်အခဲဖြစ်နေလို့လာပြီးကူညီတောင်းကြတယ်တချို့လူများစုကတော့ရမလားဆိုပြီးစမ်းသပ်ရင်ကူညီတောင်းကြတယ်တနည်းအားဖြင့်တွင်းရင်ရရင်ယူမယ်ဆိုတော့တာမပေါင်းတဲ့လူဒန်းစားတရက်ပေါ့ယူသားတာကိုအခွင့်ကောင်းယူပြီးလိမ့်နဲ့လှည့်ပြားကြံကြတဲ့သူတွေများတယ်ကိုလည်းသူများပေါ်မလိမ့်ဘူးမညာဘူးရိုးရိုးသားသားပဲဆက်ဆံတယ်ငွေကြေးဥစ္စာမချမ်းသာပေမဲ့အကျက်စာရိတ်တော့ပေါများကျွယ်ဝဆာရှိတဲ့လူသားလေးပါယူသားမှုအပြည့်နဲ့ဆက်ဆံတတ်တာမို့လှည့်ပြားဖို့ကြိုးစားခြင်းရင်ကျွန်တော်အနာမလာခဲ့ပါနဲ့ကျွန်တော်ကယူသားတာအဲ့ဒါမဟုတ်ဘူးဆိုတာတော့သိထားပါပြန်လည်လေးစားမှုရှိရင်ကျွန်တော်တို့ရဲ့မိတ်ဆွေဖြစ်လို့ရပါတယ်ဆိုရှယ်မီဒီယာခေတ်မှာလေးစားမှုအားလေးလိုင်းနဲ့မှပပျောက်လာတယ်အသက်အရွယ်ပိုင်းခြားရလို့မရှိတော့ဘူးရုပ်ကြည့်ပြီးလည်းပဲလာပေါင်းနေကြတယ်အသက်ကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေလေးစားရမယ်မဟုတ်လားကိုယ်ထက်ငယ်သည်ဖြစ်စေကိုယ်ထက်အသက်ကြီးသည်ဖြစ်စေလေးစားမှုရှိရပါမယ်ပိုဆိုးတာတခုကယောက်ျားလေးအများစုကမိန်းကလေးတစ်ယောက်ကိုတွေ့ရင်စားဖို့နောက်ဖို့ပဲတွေးနေကြတယ်လေးလေးဆဆဆက်ဆံဖို့မေ့နေကြတယ်အွန်လိုင်းမှာဖြစ်စေအပြင်လောကမှာဖြစ်စေလေးလေးဆဆဆက်ဆံတတ်ဖို့လိုပါတယ်အွန်လိုင်းမှာဖြစ်နေခဲ့ရင်တော့အကောင့်ထဲကိုကြည့်ရင်လေးစားတဲ့မလေးစားတဲ့ဆုံးဖြတ်လို့ရပါတယ်ပြောချင်တာတခုကမလေးမစားနဲ့ပြောဆိုလေးတွေကိုရှောင်စေချင်ပါတယ် respect မရှိတဲ့ conversation တွေစီဘယ်သူကမှအရေးတယူလုပ်ပြီးစမပြန်ပါဘူးမိန်းကလေးယောက်ျားလေးမခွဲခြားပဲလူသားအချင်းချင်းလေးစားမှုအပြည့်နဲ့ဆက်ဆံတတ်ပါစေခင်မင်းရင်းနှီးမှုမှာဆင်းရဲတာရှမ်းသာတာနဲ့မဆိုင်ပါဘူးရုပ်လျှောတာမလျှောတာနဲ့လည်းမဆိုင်ဘူးအသက်ကြီးတာငယ်တာနဲ့လည်းမဆိုင်ဘူးအပြန်လည်လေးစားမှုရှိရင်ကျွန်တော်တို့တွေမိတ်ဆွေဖြစ်လို့ရပါတယ်လဲကြလို့မရတဲ့ဘဝအရှင်တွေမို့တန်မာအောင်ကြိုးစားပြီးဘဝကိုရှေ့ဆက်နေရတယ်အစမပြေတဲ့အခါအလုပ်ကိုတွားဖို့နှင်းနေတဲ့ရှေ့လန်းတွေကိုငါပကုံးထံမှာမိသားစုရှိသေးတယ်ဆိုတဲ့စကားနဲ့အားပေးနေရတယ်နေလို့တိတ်မကောင်းဘူးဆိုတဲ့အကြောင်းပြချက်နဲ့အလုပ်မသွားကျင်တဲ့စိတ်ကိုငါကြိုးစားရမယ်ဆိုတဲ့အတွေးနဲ့ဖျောက်ဖျက်နေရတယ်ကိုရှိုးနေတဲ့လူတွေကိုကိုထီလက်ရောက်တုံ့ပြန်ခြင်းပေမဲ့ငါဟာလိမ္မာရင်ကျေးတဲ့လူငယ်တယောက်ဆိုတဲ့အသီးနဲ့ဒေါသတွေဖြစ်ဖြောက်ခဲ့ရတယ်ငါပါဝင်လူပဲနေရလောကရန်လှိုင်းချမ်းကြမှာပြင်းနေရတယ်လဲလို့တွေးနေမိတယ်ပမဲနဲ့ဆိုပြီးရက်နေလို့မရတဲ့ဘဝမို့လောကရန်နေကြမှာကိုတမ်းမအောင်လုပ်ပြီးရှေ့ဆက်နေရအောင်မှာပဲမဟုတ်လားမိသားစုတောင်ပခုံးပေါ်ထမ်းထားတဲ့သားသမီးတွေတိုင်းမှာအခက်အခဲများစွာရှိတယ်မိသားစုအတွက်တွင်ရင်အရှိကိုဦးစားမပေးဖြစ်တော့တဲ့လူဒန်းစားတစ်ရက်ပေါ့ငါနောက်မှာငါမိသားစုရှိသေးတယ်ဆိုတဲ့အသည့်နဲ့တိမခံနိုင်တာတွေကိုသိခံခဲ့ရဘူးတယ်လူချင်းတဲ့တချို့အရာတွေကိုလည်းမေးဖြောက်ခဲ့ဘူးတယ်
ငါမိသားစုအတွက်ငါရှင်သန်ရမယ်ဆိုတဲ့အသည့်နဲ့လဲကြလို့မရတဲ့ဘဝရှင်နေမှုတန်မာအောင်ကြိုးစားပြီးဘဝကိုရှေ့ဆက်နေရတယ်။